သေခြင်းတရားကြီးဟာတတ္တဝါတွေကိုလူတွေကိုတယောက်ပြီးတယောက်ခေါ်သွားတယ်တဲ့ဥပမာနွားအုပ်ထဲကနေတတ်မဲ့နွားကိုနွားသားသမားတကောင်ပြီးတကောင်ဆွဲဆွဲထုတ်သွားသလိုပဲတဲ့နော်ဧကမေကောဝမစ္ဆာနံဂောဝိဇောဝိယနိယတိတတ်မဲ့နွားကိုတကောင်ချင်းဆွဲထုတ်သွားသလိုတယောက်ပြီးတယောက်လူတွေကိုဘယ်သူကဆွဲထုတ်သွားတာတော့သေခြင်းတရားဆွဲထုတ်သွားတယ်အဲ့ဒါကိုပုံအောင်ပြောတယ်ကျင့်ရတဲ့လူတွေပါပုံအောင်ပြောတယ်နော်ပိခတံယေဝညာတိနံပတ္တလာလပဋ္ဌံပုထုဆွေတွေမျိုးတွေကြည်နေကြတော့မှအမျိုးမျိုးရင်ဘတ်ထုပြီးတော့တချို့ဆိုရင်ပြောနေကြတယ်တချို့ဆိုရင်မျက်ရည်လဲရွဲနဲ့ပြောနေကြတယ်တချို့ဆိုလက်ကလေးနှစ်ဖက်ပုတ်ပြီးတော့နော်မချိတင်ခဲ့ပြောနေကြတယ်ဟုတ်လားသေဂာနီးလူရဲ့နားမှာရှိတဲ့မိသားစုဝင်တွေကိုမျက်စိနဲ့မြင်ကြည့်ပေါ့ဟုတ်လားအမျိုးမျိုးသေမဲ့လူတွေသေတော့မဲ့လူတွေပြောဆိုနေကြတယ်ငိုကြွေးနေကြတယ်အဲ့လိုလုံနေတဲ့ဂျားတွေကပဲသေခြင်းတရားအည